စဉ်းစားတတ်လာပြီအရင်တော့ကတခုခုဒေါ်လာထွက်ရင်ချက်ချင်းမစဉ်းစားပဲပြန်ပြောပြန်လုပ်တတ်ပြီမဲ့အခုတော့နှုတ်ဝရောက်နေတဲ့စကလုံးအချို့နဲ့ပေါက်ထွက်တော့မဲ့ဒေါ်လာတွေကိုအချိန်ပြန်ပြီးညှိချတတ်လာတယ်အရင်တော့ကတော့လေသူများဝေဖန်ရင်အေးအေးပြက်တဲ့အထိခံစားတတ်ပြီမဲ့အခုတော့တစ်ဖက်နားကဝင်ပြီးအခြားတစ်ဖက်ကနေပြန်ထွက်သွားတယ်အရင်တော့ကလူတစ်ယောက်ကိုလွယ်ကူကူယုံကြည်တတ်ပြီမဲ့အခုတော့အချိန်အတိုင်းအတာတစ်ခုအထိစောင့်ကြည့်ပြီးမှပဲယုံကြည်တတ်တော့တယ်အရင်တော့ကတော့ချစ်ရင်ချစ်တယ်မုန်းရင်မုန်းတယ်နေလို့ရခဲ့ပြီမဲ့အခုတော့မုန်းတဲ့သူကိုပြုံးကြပြီးချစ်တဲ့သူကိုဥပစ်ခါပြုတ်တဲ့အလေးအကျင့်တွေလည်းကျမပိုင်ဆိုင်လာပါတယ်အမှန်တိုင်းပြောရရင်ငယ်စဉ်တုန်းကစိတ်แท้ရှိတယ်လို့နေခဲ့ရတဲ့ဘဝလေးကိုတတိယမိတယ်ဒါပေမဲ့ရောမရောက်ရင်ရောမလို့ကျင့်ရတယ်ဆိုတဲ့စကားပုံအတိုင်းအသက်အရွယ်နဲ့အတူရောင်းနေ